ချစ်ရှိနေဘာလို့သေးလဲရာရာကိုစိုးထိန်နေမယ်ဆိုဤစပ်ဖို့မလွယ်ဘူးကလေးရဲ့ဒီရဘဝနှစ်ခုနီးနိုင်မို့လာလေချစ်ကိုလက်ကိုတွေ့လို့စာတရားရှိနေတယ်ဘာလို့သေးလဲအနည်းရဲ့ချစ်များနဲ့ပြတ်ကျော်မယ်ဘာလို့သေးလဲကိုပင်တွေတော့ကမိတွေလဲရေလိုအေးများသွားစေမယ်ကိုတောင်းစေမင်းနာမှာစောင့်ရှောက်နေမယ်သေးလေကံဆိုရဘဝအတွက်ပုံနေမရှိကြောင်းကြောင်းကြောင်းတို့များဝေးကိုယ်စီနှလုံးသားတို့ကွယ်ခြင်းပဲဒီလိုဝေးမဝေးရအောင်ရဲ့ယုံကြည်စွာကိုယ်လက်ကိုတွေ့မြဲမယ်ဆိုဘာလို့သေးလဲရှေ့ဆက်မဲ့ရဲ့ရင်ဆိုင်မဲ့နာမှာချစ်ရှိနေတယ်ဘာလို့